chama pyo Oshi yama ho Achi pama me poဒီနေ့မနေ့9 နာရီ6 4 လ2025 9 နာရီ 49 မိနစ်မှာ lyrics ရေးပြီးတော့ဗောနော်ဒါခု first time ရှောက်ဆိုကြည့်တော့ဗောနော်တချင်းဖြစ်ပါကိုယ်တိုင်ချစ်ဆက်စံရဲ့ပြင်နာကိုဖျက်ပေးပြီးသား hey အဲ့လိုပဲကိုယ်တိုင်ကိုဘွားလို့ပြောမယ်ရှိဆက်စံတဲ့ပညာကိုဖျက်ပေးပြီးသားအဲ့လိုပါပဲအားလုံးကလူတိုင်းတူဦးချင်းစီအတွက်လူဦးချင်းစီအတွက်အရာအားလုံးဖျက်ပေးထားပြီလားအရေးချုံနေလူရေးချုံနေမလို့ဘူးပြလူနဲ့ဖျားကြမှာဘာမှမလို့ဘာသာစကားတစ်မျိုးလေးပြောနေကြတယ်လူတွေရှင်ထဲမှာဘယ်လို misunderstood ဖြစ်မှုဘယ်လိုနားလည်မှုလွဲမှုဘယ်လိုအထင်မြင်လွဲမှုတဘောရာကွဲလွဲမှုဖျားမှဖြစ်စေဘယ်တောင်းမှဖြစ်စေအကယ်၍ခဏယုံကြည်တဲ့အရာတစ်ခုခုကြောင့်အဲ့ဒီလိုကွဲလွဲရမယ်ဆိုခင်ဗျာရဲ့လှုပ်ဆောင်မှုခင်ဗျားရဲ့စိတ်ခင်ဗျားရဲ့အတွေးအမြင်အားလုံးဖျားဆက်လာတော့အဲ့လိုတေချာမှပြောတယ်ကွာမောင်ကဲစီပေါ့ဖျားကောင်းမြတ်တယ်ဒုက္ခမပြီးဒုက္ခရောက်တိုင်းလေအဲ့ဒါဒုက္ခဟုတ်ချင်မှဟုတ်တယ်လူတွေအမြင်နဲ့ဒုက္ခလို့ပြောလို့မရဘူးဆိုတော့လိုနေတာလိုနေတာညပညာစာလောင်းတဲ့ပညာလူရဲ့ချုံများဟုတ်ပါကျွန်တော်ကထမင်းစားပြီးတက်ရှင်တဲ့လူတယောက်ဖြစ်တယ်ကျွန်တော်တကူဆိုအမြင်ကျွန်တော်တတိပုဂ္ဂလခံစားမှုကိုကတော့ကျွန်တော်ထမင်းစားပြီးထမင်းစားတဲ့ပါဇက်ကသူတစ်ပါးဒုက္ခရောက်နေစကားလူတွေကြားအမောင်းပွားမယ်စကားမဟုတ်တဲ့မှုသားစကားထမင်းစားတဲ့ပါဇက်ဖြစ်လို့မပြော
ကိုရှိဆောက်ရှုံးမှုတွေကနေတော့ဆဲတယ်ဆဲချုပ်မိစ္ဆာဆန်တဲ့မိစ္ဆာကနေလူအရေးခြုံထားတဲ့လူသားတွေဆိုတော့ရင်ကျေးလို့မရကျွန်တော်သိပါအဲ့အကြောင်းဆိုတော့ဆိုတော့မသိရင်လည်းတက်တယ်လို့မရှိဘူးစိုးရိမ်စရာမလိုဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့စိုးရိမ်လိုက်လို့အဲ့ကိုမြင်နေကြားနေရတဲ့အလွန်ကကိစ္စတွေကအခုဒီမှာကျွန်တော်တို့စိုးရိမ်လိုက်လို့ဟိုမှာပိုကောင်းမှမယ်ဆိုရင်တော့ရေတူစိုးရိမ်ကြမဖြစ်နိုင်ဘူးလားနော်ဆိုတော့စိုးရိမ်မြင်နေကြားနေရတဲ့အလွန်မှာဘာတွေထက်မြင်ရကြားရပါစေချစ်တဲ့ဂျေဆန်ချစ်သမျှအကြောင်းအကုန်မကောင်းနိုင်ခဲ့ရင်လေချစ်သမျှအကြောင်းအကောင်းကြီးပဲကွာလို့ဆိုတဲ့စကားရှိတယ်ဟုတ်ကျွန်တော်အဲ့လိုတော့ချစ်သမျှအကြောင်းအကောင်းကြီးပဲလို့ယူဆမိမခံဘူး accept မလုပ်ဘူး but ချစ်သမျှအကြောင်းမကောင်းရင်လေရင်ဆိုင်ရမှာအဲ့ဒီကျွန်တော်တို့ဘဝခီးမှာရှေ့မှာခုနကကျွန်တော်ပြောမြင်နေရတယ်ကြားနေရတယ်အလွန်မှာကောင်းလားဆုံးလားဆိုတော့တကယ်ကတော့ကျွန်တော်တို့နဲ့ပဲဆိုင်ဦးချင်းစီနဲ့ကို life ပဲကို life ကို destiny မှာကိုကြောင့်လာဖြစ်လာ but အခုကျွန်တော်တို့မြန်မာနိုင်ငံမှာအားလုံးရင်ဆိုင်နေကြရတာအဲ့ဒီမြင်နေကြားနေရတဲ့အလွန်ကထပ်ဖြစ်လာမယ်ကိုယ့်ရဲ့ future အဲ့ဒီကကောင်းခြင်းဆိုးခြင်းတွေကကိုကြောင့်မဟုတ်တဲ့ဒုက္ခတွေဖြစ်နေတာတအားများလို့95% လောက်ဖြစ်နေခုတော့ဆိုတော့ဒါကအရေးကြီးသွား
စီယူဝေးတဲ့နေရောက်လာနေပြီခံစားချက်တွေမျှော်လင့်ချက်တွေကိုယ်စီနားလေပြီးကြတဲ့နားလေထားကြတဲ့လူတွေအချင်းချင်းဘာပဲပြောပြောဒီစုခေပါတချို့လူအများကြီးရဲ့ပူဆွေးတော့ကခံစားဘာတစ်ခုမှဘလို့ empathy ဘလို့ sympathy ပဲချစ်ချင်းမြတ်တာတရားမှုပါအဲ့လိုစကားတွေလူအများရဲ့ဘဝအချိန်တွေကိုယ်တိုင်ကလူတွေအများကြီးရဲ့ဘဝအချိန်တွေအနည်းဆုံးတော့ကိုတယောက်တည်းရဲ့ဘဝအချိန်ကိုယ်တိုင်တန်ဖိုးထားတယ်လူတွေအများကြီးရဲ့ဘဝအချိန်တွေကိုယ်တိုင်တန်ဖိုးထားတဲ့စိတ်ကလေးတော့အခြေခံလူတယောက်မှာတနင်္လာမိနစ်60ချင်း
ရတာချင်းအတူတူပဲဆိုတော့အဲ့ဒီစိတ်လေးတွေအဲ့ဒီအချက်လောက်လေးတော့ချင်းချင်းလူတယောက်နဲ့တယောက်တူညီမျှမှုတမိုးထားမှုပါဝင်တဲ့နော်ပေါ့လေအဲ့ဒါမပေါ့ချုလူရည်ချုံနေရှက်တက်ကြိုက်ကောင်းလို့ကျွန်တော်တော့ထင်အဲ့ဒီလိုသုံးသပ်မိတယ်ပေါ့ဗျာဆိုတော့အားလုံးပဲကျမကျွန်တော် only public မွေးတင်ဆက်အမောင်ကေThank you.